အိမ်မက်နဲ့ပတ်သက်ပြီးတော့သိထားတဲ့အချက်တွေကရောဘာတွေလဲဒီအဖြေတွေကိုသိချင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းပေးရစေပထမကျွန်မပြောပြပေးမယ့်အကြောင်းအရာကတော့အိမ်မက်ဆိုတာဘာလဲဆိုတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်ရှင်အိမ်မက်ဆိုတာဟာကျမတို့အိပ်ပျော်နေစဉ်မှာခံစားရတဲ့မြင်ကွင်းတွေအသံတွေအတွေးတွေခံစားချက်တွေနဲ့တခြားအာရုံခံစားမှုတွေကိုစူးစီးထားတာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်တူတောင်းတဲ့စက္ကန့်ပိုင်းလေးကနေမိနစ်အတော်ကြာတဲ့အထိအိမ်မက်တစ်ခုဟာကြာနိုင်ပါတယ်အိမ်မက်တွေမှာတကယ့်အဖြစ်အပျက်တွေနဲ့ဆင်တူနိုင်တယ်လို့ထူဆန်းပြီးမဖြစ်နိုင်တဲ့အရာတွေလည်းပါဝင်နိုင်ပါတယ်ဒါဆိုရင်မေးစရာနောက်တစ်ခုကအိမ်မက်တွေကိုဘာကြောင့်မကြတာလဲအိမ်မက်ဘာကြောင့်မတယ်ဆိုတာကိုတော့သိပ္ပံပညာရှင်တွေလည်းအခုထိတိတိကျကျအဖြစ်တစ်ခုမရရှိသေးပါဘူးဒါပေမဲ့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေကိုတော့လေ့လာတွေ့ရှိထားပါတယ်အဲ့ဒီအထဲကမှအဓိကအကြောင်းအရာတစ်ခုကိုပြောပြပေးပါမယ်ပထမဆုံးတစ်ချက်ကတော့စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ် physiological processing လို့ခေါ်ပြီးဒါဟာတစ်နေ့တာလုံးကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေခံစားချက်တွေစိုးရိမ်ပူပန်မှုတွေကိုအိမ်မက်ထဲမှာပြန်လဲသုံးသပ်ပြီးစီမံခန့်ခွဲတာဖြစ်နိုင်ပါတယ်မဖြေရှင်းနိုင်သေးတဲ့ပြဿနာတွေဒါမှမဟုတ်လိုအင်ဆန္ဒတွေကိုအိမ်မက်ထဲမှာပုံစံအမျိုးမျိုးနဲ့ဖော်ပြတာလည်းဖြစ်နိုင်ပါတယ်ဒုတိယအချက်ကတော့မှတ်ဉာဏ်စူးစီးခြင်းလို့ခေါ်ပြီးဒါဟာအိမ်နေချိန်မှာအုံနောက်ကတနေ့တာအတွင်းရရှိခဲ့တဲ့အချက်လက်တွေကိုရေတိုမှတ်ဉာဏ်ကနေရေရှည်မှတ်ဉာဏ်တွေကိုရွှေ့ပြောင်းပြီးစူးစီးတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာအိမ်မက်တွေပေါ်လာနိုင်တာဖြစ်ပါတယ်တတိယအချက်ကတော့အုံနောက်လှုပ်ရှားမှုရဲ့ဘေးထွက်ဆိုးကျိုးလို့ခေါ်ပြီးဒါဟာအိမ်နေချိန်မှာအုံနောက်ရဲ့အစိပ်ပိုင်းတချို့ဟာတက်ကြွနေတတ်ပြီးအဲ့လိုတက်ကြွနေချိန်မှာကြာပန်းအတွေးတွေနဲ့ပုံရိပ်တွေပေါ်လာပြီးအိမ်မက်အဖြစ်ခံစားရတာဖြစ်နိုင်ပါတယ်စတုံးစတစ်ချက်ကတော့ပြဿနာဖြေရှင်းခြင်းလို့ခေါ်ပါတယ်ဒါဟာအချို့သော theory တွေအရအိမ်မက်ဟာနိုးနေချိန်မှာမဖြေရှင်းနိုင်တဲ့ပြဿနာတွေကိုစိတ်ကူးရင်ဆန်တဲ့နည်းလမ်းတစ်ခုအနေနဲ့ဖြေရှင်းဖို့စူးစမ်းတဲ့လုပ်ငန်းစဉ်ဖြစ်နိုင်ပါတယ်ပစ္စမအချက်ကတော့ဟန်ဆောင်လေ့ကျင့်ခြင်းလို့ခေါ်ပါတယ်ဒါဟာတချို့သူတေတီတွေကအိမ်မက်ဟာအန္တရာယ်ရှိတဲ့အခြေအနေတွေကိုကြိုတင်မြင်ပြီးတုံ့ပြန်ဖို့လေ့ကျင့်ပေးတဲ့သဘာဝယန္တရားတစ်ခုဖြစ်နိုင်တယ်လို့ဆိုကြပါတယ်အိမ်မက်တွေကိုရေဘူးရအားဖြင့်အမျိုးအစားအနှဲငယ်ခွဲခြားနိုင်ပါတယ်ပထမအမျိုးအစားကိုတော့တာမန်အိမ်မက်များလို့ခေါ်ပြီးဒါဟာနေ့စဉ်ဘဝနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေပါဝင်ပြီးအများဆုံးမက်လက်ရှိတဲ့အိမ်မက်တစ်ခုဖြစ်ပါတယ်ဒုတိယအမျိုးအစားကိုတော့ထူးဆန်းတဲ့အိမ်မက်များလို့ခေါ်ပြီးဒါဟာမဖြစ်နိုင်တဲ့အရာတွေထူးထူးဆန်းဆန်းအခြေအနေတွေပါဝင်တဲ့အိမ်မက်တွေပါတတိယအမျိုးအစားကိုကြောင်းမက်ဖွယ်အိမ်မက်များလို့ခေါ်ပြီးဒီဟာမှာကြောင်းရွံထိတ်လန့်စရာကောင်းတဲ့အိမ်မက်တွေဖြစ်ပြီးအိပ်ပျော်ရာကနေလန့်နိုးသွားတတ်ပါတယ်စိတ်ဖိစီးမှုများနေတဲ့အချိန်ဒါမှမဟုတ်စိတ်တန်ရာရထားတဲ့လူတွေမှာပိုအဖြစ်များပါတယ်စတုတ္တအမျိုးအစားကိုတော့ကြည်လင်သောအိမ်မက်များလို့ခေါ်ပြီးဒါကတော့အိမ်မက်မက်နေတယ်ဆိုတာကိုသတိထားမိပြီးအိမ်မက်ထဲကအဖြစ်အပျက်တွေကိုလည်းတစ်စိတ်တစ်ပိုင်းဒါမှမဟုတ်လုံးဝထိန်းချုပ်နိုင်တဲ့အိမ်မက်မျိုးပါနောက်ဆုံးအမျိုးအစားကိုတော့ထက်ခါမက်နေတဲ့အိမ်မက်များလို့ခေါ်ပြီးဒါဟာတူညီတဲ့အကြောင်းအရာဒါမှမဟုတ်အခြေအနေတွေကိုအချိန်ကြာမြင့်စွာထက်ခါမက်နေတဲ့အိမ်မက်တွေပါမဖြေရှင်းရသေးတဲ့အစိတ်အပိုင်းပြဿနာတွေနဲ့ဆက်နေပါတယ်လူတိုင်းဟာအိမ်မက်မက်ကြပါနဲ့တချို့လူတွေကတော့ပြန်မမက်မိတာမျိုးဖြစ်နိုင်ပါတယ်အိမ်မက်ဆိုတာအိပ်ဆက်ခြင်းရဲ့ REM လို့ခေါ်တဲ့ Rapid Eye Movement အဆင့်မှာအိမ်မက်အများဆုံးကိုမှတ်ပါတယ်အိမ်မက်တွေဟာအလွန်နှင်းမြန်ပြီးမြင်းဆန်ဆန်ပဲမေးပြောက်သွားတတ်ပါတယ်နိုးလာပြီးမကြခင်မှာပဲအများစုကိုမှတ်မိတော့မှမဟုတ်ပါဘူးအိမ်မက်တွေဟာတဦးနဲ့တဦးမတူညီကြပါဘူးကိုယ်ပိုင်အတွေ့အကြုံတွေအတွေးတွေနဲ့ခံစားချက်တွေအပေါ်မှာမူတည်ပြီးကွဲပြားနိုင်ပါတယ်အိမ်မက်တွေကိုအတိတ်ပဲဖွင့်ဆိုဖို့ကြိုးစားတာတွေရှိပေမဲ့တိတ်ပံနီးကြတက်တေထောက်ထားဟာအားနည်းလွန်းလှပါတယ်အတိတ်ပဲဖွင့်ဆိုမှုတွေဟာတဦးချင်းရဲ့ယုံကြည်ချက်နဲ့ကိုယ်ပိုင်အတွေ့အကြုံပေါ်မှာမူတည်ပါတယ်အိမ်မက်အကြောင်းကိုဒီလောက်ဆိုရင်တော်တော်လေးရှင်းသွားပြီလို့ထင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးမှုအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်